အားလုံးပဲနွေရာသီမှာအကြိုက်ဆုံးမွန်းကဘာလဲဆိုရင်ရေခဲမွန်းလို့ပဲဖြေကြမှာပါဒါပေမဲ့ကျွန်တော်တို့အခုစားနေတဲ့အေးအေးစိမ့်စိမ့်ရေခဲမွန်းလေးတွေဖြစ်မလာခင်ကဘလို့ရှိခဲ့လဲဆိုတာအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်တကယ်တော့ရေခဲမွန်းရဲ့အစဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်တရုတ်ပြည်ကနေစတင်ခဲ့တာပါအဲ့ဒီတုန်းကတော့အခုလိုနိုးတွေခရင်တွေမဟုတ်ပဲတဘာဝနင်းဂျော့ချ်တွေကိုဆန်နိုးတို့နဲ့ရောပြီးစားခဲ့ကြတာပါရောမဲ့ကြောင်နီယိုမီရက်ဆိုရင်လဲတောင်ပေါ်ကနင်းတွေကိုတတိဖြော်ရီပြားရည်တို့နဲ့ရောစားဖို့လူလွတ်ပြီးနင်းသွားခိုင်းရတဲ့အထိရေခဲမုံကိုနှစ်သက်ခဲ့ပါတယ်ဒီလိုနဲ့73ရာစုမှာနမီကျော်ခီးသွားကြီးမာကိုဘိုလိုကတရုတ်ပြည်ကနေအီတလီကိုပြန်လာတဲ့အခါရှာဘက်သစင်တက်လုံနေကိုယူဆောင်လာခဲ့ပြီးဥရောပကိုရေခဲမွန်ပြန့်နှံ့သွားစေခဲ့ပါတယ်။အဲ့ဒီခေတ်ကရေခဲမွန်ဟာနန်းတွင်းထိပ်သီးတွေပဲစားရတဲ့အထူးအဆန်းအစားအစာဖြစ်လို့ရေခဲမွန်လုံနေကိုနိုင်ငံတော်ရှိုးဝှက်ချက်အနေနဲ့တောင်သိမ်းဆည်းခဲ့ကြတာပါ။ကျွန်တော်တို့အခုစားနေတဲ့ရေခဲမွန်ပုံစံကတော့18ရာစုမှာရေခဲတစ်တာတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာလူတိုင်းစားနိုင်တဲ့မွန်ဖြစ်လာတာပါထူးထူးခြားခြားအနေနဲ့1904ခုနှစ်ကမ္ဘာကုန်စည်ပြပွဲတစ်ခုမှာဝါဖဲX တူရောင်းတဲ့သူနဲ့ရေခဲမွန်ရောင်းတဲ့သူပေါင်းမိရာကနေအခုလိုကွန်းကဆန်ကြီးနဲ့စားတဲ့ပုံစံဖြစ်လာခဲ့တာဖြစ်ပါတယ်။နှင်းခဲကနေစတင်ခဲ့တဲ့ရေခဲမွန်ဟာနန်းတွင်းကနေတဆင့်အခုဆိုရင်ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးအချိုပွဲဖြစ်နေပါပြီ။